အားလုံးပဲမင်္ဂလာပါဒေါက်တာအောင်သူ blog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ blog ကနေပြီးတော့သွားကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေအထွေထွေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေနဲ့လူငယ်တွေအတွက် personal development နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်မနက်9:00 နာရီတိုင်းမှာကျွန်တော် sharing လုပ်ပေးနေရပါဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ကိုရှေ့ရက်ကဗီဒီယိုမှာပေါ့နော် comment မှာကျွန်တော်မေးထားတဲ့သွားအရင်ပြည်တယ်ခြင်းအကြောင်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ကဒီသွားအရင်ပြည်တယ်တယ်ဆိုတာဘာလဲပေါ့သွားအရင်ပြည်တယ်တယ်ဆိုတာဘာလဲအင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်တို့က dental asset လို့ပဲဒါလွယ်လွယ်ကူခေါ်လို့ရတယ်ပေါ့နော် asset ဆိုတာဒါပြည်တယ်တာပေါ့တကယ်ပြောရရင်တော့သူ့ရဲ့ definition အတိအကျအပြည့်စုံဆိုရင်ဒါတော့အင်္ဂလိပ်လိုပဲပြောလို့ရတာပေါ့နော် it's a collection of parts ပေါ့တကယ်ပြောရရင်ပြည်တွေစုတာပေါ့ collection of parts ဘာကြောင့်စုတာလဲ cause by bacterial infection အဓိကတော့ bacteria ပိုးကြောင့်ပေါ့ဒီမှာတော့ virus တို့ဘာလို့ကြောင့်ဒါမဖြစ်နိုင်မှုကြောင့်လဲဒါမဖြစ်နိုင်ဘူးပေါ့နော်အဓိက bacteria infection bacteria ပိုးကြောင့်ဒါရောင်ရမ်းပြီးစုလာတဲ့ပီကိုကျွန်တော်တို့က dental asset လို့ဒါခေါ်တာပေါ့နော်အဲ့တော့ဒီပီတယ်နာမှာသွားအရင်ပီတယ်နာမှာတကယ်က3မျိုးရှိတယ်ကျွန်တော်တို့သွားရဲ့အတွင်းကနေပီတယ်တာဒါကတော့ inside the tooth ပေါ့နော်ဒါကသွားရဲ့အရင်ကပီတယ်တာကိုလုံးဝကျွန်တော်တို့ဒါကို dental asset လို့ခေါ်တယ်ဒါကို peri-apical asset လို့လည်းခေါ်တယ်တကယ်ပြောရရင်တော့သွားရဲ့ဒါအထဲထဲရပေါ့နော်အတွင်းထဲကနေဒါရောင်ရမ်းပျက်စီးပြီးပိုးဝင်ပြီးတော့ဒါသွားရဲ့အရင်ထိတ်မှာပီတယ်တာကိုဒါ peri-apical asset လို့ခေါ်တယ်ဒါအင်္ဂလိပ်လို့ဆိုတော့ဒါကတော့ကျွန်တော်တို့ကသွားပိုးစားတာကြောင့်ဖြစ်တာများတယ်ပေါ့နော်ဒုတိယကတော့တဖုံးမှာရောင်ရမ်းတာပေါ့နော်တဖုံးမှာရောင်ရမ်းတာကို gingival asset လို့ခေါ်တယ်ဒါကတော့တဖုံးမှာရောင်ရမ်းတာနောက်တစ်ခုကဒဇင်းမြင့်သွားပြီဒီတဖုံးမှာရောသွားပတ်လည်မှာရောင်ရမ်းတာကို periodontal asset လို့ခေါ်တယ်ဒါပဲ3မျိုးသွားရင်းပြီးတယ်တာမှာ3မျိုးရှိတယ်3မျိုးကိုဘယ်တစ်ခုလဲဆိုတာကျွန်တော်တို့ကခွဲခြားရမှာပေါ့အဓိကကတော့ဟုတ်ပြီနော်ဒါကကျွန်တော်တို့ဒါသူ့ရဲ့ဒါအနက်အတိတ်ပဲပေါ့ကျွန်တော်ဒါလေးကိုဒါအခုပြောပြပေးတာပါအဲ့တော့သူ့ကဖြစ်ရင်ဘာလက္ခဏာတွေနဲ့တွေ့ရလဲပေါ့ဘာလက္ခဏာတွေနဲ့တွေ့ရလဲပြီးတယ်နာဖြစ်ရင်အဓိကတော့သူက intense pain လို့ခေါ်တယ်နံပါတ်1အချက်အနေနဲ့ intense pain ဆိုတာသူကနာတယ်အဲ့နဲ့ထိုးသလိုမျိုးစစ်နာတယ်ဒါဥပမာသူတို့သုံးတဲ့ပုံစံပေါ့နော် throbbing pain လို့ခေါ်တယ်တကယ်ကတော့ဒါပေမဲ့ဒီမှာဆိုရင်တော့ဒုတ်ပေါ့တစစ်နာတဲ့အနာမျိုးသူ့ရဲ့နာတဲ့ပုံစံဒါကိုကျွန်တော်တို့က intense pain intense throbbing pain လို့ခေါ်တာပေါ့နော်ဒါသူ့ရဲ့နာတဲ့ပုံစံနောက်တစ်ခုကတော့ sensitivity ဆိုတာကသူကဘာလဲဆိုတော့ဒုတိယအချက်ကတော့ sensitivity ပေါ့နော်တချို့ကျင်တာတွေပါရှိတယ်တချို့ကြတော့လေရေတောက်တဲ့အချိန်ဆိုရေပူရေအေးတောက်တဲ့အချိန်တချို့ကရေရိုးတောက်ရင်တော့နာတာမျိုးတချို့ကြတော့လေအပူအေးတောက်ရင်နာတာမျိုးတချို့ကြတော့လေဝါတဲ့စားတဲ့အချိန်မှာနာတာမျိုးဒါကိုကျွန်တော်တို့ကနံပါတ်1အချက်အနေနဲ့ဒါသူ့ရဲ့လက္ခဏာထဲမှာ sensitivity ဆိုတာပါတယ်ဒါနာတာကိုဒါခံစားနေရတာပေါ့နော်ဒါကတော့နံပါတ်2အချက်နံပါတ်3ကတော့သူက visible swelling လို့ခေါ်တဲ့ပီတယ်နာဖြစ်ပြီဆိုရင်ရှင်းလေးပဲကျွန်တော်တို့ဒီသွားရဲ့ဒါအရင်ထိတ်ပေါ့နော်သွားရဲ့အရင်ထိတ်မှာပဲဖြစ်ဖြစ်ဒီတဖုံးမှာပဲဖြစ်ဖြစ်ဘာလေးတွေ့ရမလဲဆိုတော့အဖုကလေးတွေ့ရတယ်ပီဖုလေးဒါတွေ့ရမယ်ဒါထုံးစံပဲပီဖုလေးတွေ့ရမယ်အဲ့တော့ဒီပီဖုလေးကသူကဒါကိုကျွန်တော်တို့က perulis လို့လည်းခေါ်တယ်ပေါ့နော်ဒီပီဖုလေးကိုတွေ့ရမယ်တချို့ဒါကနေပြီးတော့ပေါက်ထွက်တာမျိုးလဲဒါတွေ့ရတတ်တယ်ပေါ့နော်ဒါကတော့ဒါမြင်ရတဲ့ဒါလက္ခဏာထဲမှာပါတာပေါ့နော်နံပါတ်4အချက်ကတော့ဒါ systemic sign ထဲမှာပါတယ်ဒါဘာလဲဆိုတော့ဖျားနာတာဒီပီတယ်တဲ့အတွက်ကိုယ်တွေပူလာတာပြီးတော့ lymph node လို့ခေါ်တဲ့ဒီအကျိတ်တွေပေါ့လယ်ပင်မှာရှိတဲ့အကျိတ်တွေရောင်ရမ်းလာတာဒါမျိုးတွေလည်းဒါတွေ့ရနိုင်တယ်နောက်တစ်ခုကနံပါတ်5အချက်ကတော့ဒီပီတယ်နာဖြစ်ပြီဆိုရင်ကျွန်တော်တို့ကအရတာနဲ့ဒီ order အနက်မကောင်းတော့ဘူးပေါ့နော်အရတာမှာသူကအရတာမကောင်းတာအရတာခံစားလို့မကောင်းတော့တာတချို့ကြတော့လေအနှံ့ပေါ့နော်စကားပြောတဲ့အချိန်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တချို့ကြတော့လေဒီနှာခေါင်းမှာကိုသူကအနှံ့ဘာရနေလဲဆိုတော့ foul smelling ပေါ့နော်ဒီလုံးဝပုတ်တဲ့အနှံ့လိုမျိုးဒါရနေတာမျိုးပေါ့ဒါကတော့သူ့ရဲ့
လက္ခဏာတွေပေါ့ကျွန်တော်အခုပြောသွားတာတော့ဒါသွားအရင်ပြီးတဲ့ချင်းရဲ့ဒါလက္ခဏာအဲ့တော့ causes သူ့ရဲ့အကြောင်းအရင်းပေါ့ဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့အများစုပေါ့ဒါအဖြစ်များတာကတော့ကျွန်တော်ရှေ့မှာပြောတယ်3ခုဖြစ်နိုင်တယ်ပေါ့နော်နံပါတ်1ကအဖြစ်များဆုံးကတော့ကျွန်တော်တို့ကသွားပိုးစားတာကိုမကုပဲထားရင်ဒါဖြစ်နိုင်ခြေအများဆုံးပဲဒါဘာလဲဆိုတော့ကျွန်တော်တို့က periapical acid လို့ခေါ်တယ် periapical acid လို့ခေါ်တယ်သူကဖြစ်တဲ့ဟာကိုပေါ့နော်အဲ့တော့ဖြစ်စေတဲ့အကြောင်းရင်းထဲမှာသွားပိုးစားတာကိုမကုပဲထားရင်ဒါမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတချို့ကသွားအပ်တာသွားအပ်တာကိုဒါမသိပဲထားရင်ဒါမှမဟုတ်သွားလေးနည်းနည်းကွဲသွားတာတခုထိခိုက်ပြီလို့သွားအပ်တာသွားကွဲတာဖြစ်တာကိုမသိပဲထားလိုက်တဲ့အချိန်မျိုးမှာဒီလိုမျိုးပြည်တဲ့နာမျိုးဒါဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့ gingival abscess ပေါ့နော် gingival abscess ဆိုတာဒါတဖုံးရောင်တာဖြစ်တာပေါ့တဖုံးရောင်တာဖြစ်တာတော့ကျွန်တော်တို့က green တန်ရှင်းရေးဒါအားနေွားတဲ့အချိန်မျိုးတချို့ကြတော့လေဥမာသွားကြထိုးတန်တို့ဘာလို့ချော်ထိုးမိတဲ့အချိန်မျိုးပေါ့နော်ဒီတဖုံးမှာဒါ infection ဝင်ပြီးတော့ဒါရောင်ရမ်းပြီးပြီးတဲ့နာဖြစ်လာတာမျိုးဒါတဖုံးပြီးတဲ့နာဖြစ်လာတာမျိုးဒါဖြစ်တတ်တယ်ပေါ့နော်ဒါကတော့အခုကျွန်တော်ပြောသွားတာကတော့ဒီသွားအရင်ပြီးတဲ့နာဖြစ်ခြင်းရဲ့ဒါအကြောင်းရင်းပေါ့ဒီတော့ကျွန်တော်တို့ဒီဘက်ကကုသနီးပေါ့ကုသနီးကတော့တချို့အခြေအနေတွေမှာကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီ P ကိုရောက်လာပြီဆိုရင်သွားရင်းပြီးတဲ့နာနဲ့ရောက်လာပြီဆိုရင် incision and drainage လို့ခေါ်တယ် P ကိုဘာလုပ်လိုက်လို့ရလဲဆိုတော့ကျွန်တော်တို့ဖောက်ထုတ်လိုက်လို့ရတယ်ဖောက်ပြီးတော့ဒါ incision and drainage လောက်တာပေါ့ဒါဖောက်ပြီးတော့ကျွန်တော်တို့စုပ်ထုတ်လိုက်တဲ့ condition မျိုးရတာရှိသလိုတချို့အခြေအနေမှာအဲ့လိုလုပ်လို့မရတာလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ treatment line အနေနဲ့တော့ incision and drainage ဒါကိုဖောက်ပြီးတော့ဒါကျွန်တော်စုပ်ထုတ်လိုက်တာမျိုးလုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကပိုးသက်စီဥမာ9ရက်တစ်ပတ်ဒါတေချာပိုးသက်စီအကြိုက်ခဲပြောက်စီအယောင်ကျစီတေချာကျွန်တော်တို့ကဘာလုပ်ပေးထားမလဲဆိုတော့စီစဉ်ပေးရမယ်အဲ့လားပြီးမှဥပမာသူ့ရဲ့တကယ် systemic cause ကိုသူ့ရဲ့ဒီပေါ့သူ့ရဲ့ဒီ cause ပေါ့ဖြစ်တဲ့အကြောင်းအရင်းကိုကျွန်တော်တို့ကကုသရမယ်ဆိုဥပမာဒီသွားကဥမာကဲပိုးစားတယ်ဆိုရင်တချို့သွားကယ်လို့ရအောင်မယ်ဆိုကျွန်တော်တို့ကအကျော်သက်ကုသပြီးကယ်လို့ရတဲ့အပိုင်းရှိတယ်တချို့ကြတော့လေသွားကတော်တော်ကြီးစိုးစိုးဝါပျက်စီးနေပြီဆိုနှုတ်လိုက်ရတာမျိုးဒါရှိတတ်တယ်တချို့အခြေအနေမှာကြတော့ဥမာကျွန်တော်တို့သွားကွဲတာအပ်တာဆိုရင်တော့တော်တော်များများတော့နှုတ်လိုက်ရတာများတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကသွားပိုးစားပြီးဖြစ်တဲ့အပိုင်းရယ်ကျွန်တော်တို့သွားအပ်တဲ့အပိုင်းပေါ့တကယ်လို့တဖုံးရောက်တာဆိုရင်တော့တချို့ကအဲ့လိုလုပ်ပြီးရင်ကျွန်တော်တို့ကြောက်ချစ်တန်ရှင်းရေးလုပ်တာပေါ့နော် scaling and polishing ပေါ့နော်ဒါမျိုးတွေလုပ်ပြီးလိုက်တက်တာသွားတာမျိုးရှိတယ်တချို့ကြတော့လေသွားနဲ့ပြီးတော့ဒါ periodontal abscess လို့ခေါ်တယ်သွားပြောသွားပတ်လေနဲ့တဖုံးကိုရောင်ရမ်းတဲ့ဒါရောင်ရမ်းပြီးဖြစ်လာတဲ့ဒါပြည်တယ်နာပေါ့နော်ဒါမျိုးဆိုရင်တော့သွားနဲ့ပြီးလာတာမျိုးများတယ်ဒါဆိုရင်တော့သွားနှုတ်လိုက်ရတာမျိုးဒါဖြစ်တာများတယ်ပေါ့နော်ဒါကျွန်တော်အခုပြောသွားတာကတော့ကျွန်တော်သွားအရင်ပြည်တယ်နာဖြစ်တာကိုကျွန်တော်တို့သူ့ရဲ့အကြောင်းရယ်သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းပေါ့နော်သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းရယ်သူ့ရဲ့လက္ခဏာရယ်ကျွန်တော်တို့ကုသပုံလေးတွေပေါ့နော်အဲ့တော့ကျွန်တော်မနက်ဖြန်ဗီဒီယိုမှာထပ်ပြီးမလုပ်ပေးချင်လဲဆိုတော့ဒီပေါ့သွားအရင်ဒီပြည်တယ်နာဖြစ်တာကိုပေါ့နော်ကျွန်တော်တို့စေခန်းကိုမရောက်သေးရင်စေခန်းကိုမလာပြစ်သေးရင်ကို9ရက်တစ်ပတ်လောက်ဒါကို manage လုပ်လို့ရတဲ့ထိမ့်သိမ်းပြီးလုပ်လို့ရမယ့်ပုံစံလေးကိုကျွန်တော်မနက်ဖြန်ဗီဒီယိုမှာထပ်ပြီးတော့ sharing ထပ်လုပ်ပေးပါဦးမယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ပြောသွားတယ်သွားရင်းပြည်တယ်နာအကြောင်းလေးကနေပြီးတော့ဘူးတုဒရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးတုဒရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းအခုဗီဒီယိုလေးကအောက်မှာ yes လို့ရေးထားပေးခဲ့လို့ရပါတယ်ပြီးတော့သွားကျမ်းမာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်အထွေထွေကျမ်းမာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာမေးထားလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးကျွန်တော် sharing လုပ်ပေးသွားပါဦးမယ်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ